အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံရဲ့မြေပုံပေါ်မှာမရှိတော့တဲ့လူသူကင်းနေပြီးဟောင်းနှွမ်းပြက်စီးနေတဲ့ရွာပြက်ကြီးတွေအကြောင်းဒီလိုကြားမှုကြမှာပါဘာကြောင့်စီကားခဲ့တဲ့ရွာတရွာကရုတ်တရက်လူသူကင်းနေပြီးရွာပြက်ကြီးဖြစ်သွားခဲ့တာလေโอเคဒီကနေ့မှာတော့ရွာပြက်ကြီးတွေရဲ့နောက်ွယ်ကကြောက်မက်ဖွယ်ရာကောလာဟာလာတွေနဲ့နာနာဘာဝလောကအကြောင်းကိုကျွန်တော်တို့တူးဖော်ကြည့်ကြမယ်ရွာတရွာပြတ်သွားရတဲ့အကြောင်းရင်းတွေကအများကြီးရှိပါတယ်တချို့ကတဘာဝဘေးအန္တရာယ်ကြောင့်ပြောင်းရွှေ့သွားကြတာမျိုးရှိတယ်လို့တချို့ကတော့ကက်ယောဂါတစ်ခုခုကြောင့်တရွာလုံးအစုလိုက်အပြုံလိုက်တည်သွားတာမျိုးရှိတတ်ကြပါတယ်ဒါပေမဲ့ကြောက်စရာအကောင်းဆုံးကတော့အချောက်အလန့်ကျန်းလုံးလို့ရွာလုံးကျွတ်ထွက်ပြေးကြရတဲ့ဖြစ်ရမျိုးပါညဘက်ဆိုရင်အိမ်ခေါင်မိုးပေါ်မှာကြောက်ခဲတွေနဲ့ပြစ်ခံရတာအိမ်အောက်မှာလူမရှိပဲစကားပြောတဲ့တွေကြားနေရတာမျိုးကနောက်ဆုံးမှာတော့လူတွေဟာအသက်ဘေးကလွတ်အောင်အရာအားလုံးကိုစွန့်ပစ်ပြီးထွက်ပြေးခဲ့ကြရပါတယ်လူတွေမရှိတော့တဲ့နောက်မှာအဲ့ဒီနေရာကိုဘယ်သူကအပိုင်စီးလိုက်တယ်လဲလူကြီးတွေအပြောရတော့လူမရှိတော့တဲ့အိမ်ကြီးအဟောင်းတွေမှာဥစားဆောင်တွေနဲ့ဒေါဆောင်နဲ့အကျန်းစားတွေအခြေချလာတတ်ကြပါတယ်ရွာပြက်ကြီးတွေကိုအမဲလိုက်ဖို့ဖြစ်ဖြစ်ခင်းခွေဖို့ဖြစ်ဖြစ်မတော်တဆရောက်သွားတဲ့သူတွေဟာထူးဆန်းတဲ့မြေကွင်းတွေကိုတွေ့ရတတ်ပါတယ်ဥပမာနေရင်းကြောင်တောင်မှာပဲစီကားနေတဲ့ဈေးတန်းကြီးကိုမြင်ရတာဒါမှမဟုတ်အိမ်အိုကြီးတွေထဲမှာလူတွေရှိနေတယ်လို့မျိုးလှည့်စားခံရတာတွေပါဒါကိုမျက်လှည့်ပြတယ်လို့လည်းခေါ်ကြပါတယ်ဒါပေမဲ့တတိမထားမိပဲအဲ့ဒီတဲကိုလိုက်သွားရင်တော့လူလောကကိုပြန်မရောက်နိုင်တော့တဲ့အထိအန္တရာယ်ရှိပါတယ်ရွာပြက်ကြီးတွေမှာအမြဲတမ်းရှိနေတတ်တာကတော့အာဃာတပါပဲရွာသားတွေစွန့်ခွာသွားချိန်မှာမကျွတ်မလို့ပဲကြံရစ်ခဲ့တဲ့ဝိညာဉ်တွေဟာသူတို့ပိုင်ဆိုင်ခဲ့တဲ့မြေနေရာကိုအယမ်းဆွဲလန်းတက်ကြပါတယ်တခါကဖြစ်ရမှန်တစ်ခုဆိုရင်ရွာပြက်ကြီးတစ်ခုနားကဖြတ်သွားတဲ့ခီးတွေဟာညဘက်မှာဆိုင်းတန်ပုံနှံတွေကြားရပြီးလူအုပ်ကြီးကသူတို့ကိုလာခေါ်တာမျိုးကြုံခဲ့ရပါတယ်တကယ်တော့အဲ့ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်ဆုံးသွားခဲ့တဲ့သူတွေရဲ့အတုပအခမ်းအနားဒါမှမဟုတ်အလှပွဲကြီးကိုဝိညာဉ်လောကကပြန်လည်ပုံပေါ်တာမျိုးဖြစ်နေတတ်ပါတယ်ဒီကနေ့ဒီမြန်မာပြည်အနှံ့မှာနှုတ်ဝက်ချက်တွေပြည့်နှက်နေတဲ့ရွာပြက်ကြီးတွေအများကြီးရှိနေသေးပါကျွန်တော်ရဲ့နေဘက်မှာရောဒီလိုထူးဆန်းတဲ့ရွာပြက်ကြီးတွေရှိလားရှိရင်ကောမန့်မှာမျှဝေပေးခဲ့ပါဦးဒီလိုခြောက်ခြားစရာရဲ့အကြောင်းအရာတွေကိုကြိုက်နေတဲ့ရင် subscribe လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့အားလုံးပဲကောင်းတော့ညဖြစ်ပါ